ပြောမယ်ဆိုရုပ်နာကိုဘုရားမှာဆိုဘုရားစိတ်ဓာတ်ပြီးပြီဆိုရင်သူရဲ့အစင်းမြင့်တဲ့ပြစ္ဆာပရိက္ခဏာလည်းသူတို့ရဲ့အကြောင်းအရာတွေကိုရှောင်သိသိမှာရအောင်လို့ရဒါပြစ္ဆာသမုပ္ပါဒ်သူတို့ရဲ့အကြောင်းအရာတွေကိုအစင်းတွေမှာရှိပါသိသိပြစ္ဆာပရိက္ခဏာရပြီဆိုရင်အဲ့ဒါပြစ္ဆာဒနာမြည်ရဆိုတာဘုရားသစ္စာလို့ခေါ်တယ်ဒုက္ခသစ္စာနဲ့ဘုရားသစ္စာအမြည်ရတဲ့အကြောင်းအရာနဲ့ဘာလို့ယုံနာနေတာအဲ့ဒါဝိပဿနာရဲ့ရှိပါလေပဲဟုတ်လားအဲ့ဒါဝိပဿနာရဲ့ရှိတာအယုံတွေကိုသူတို့ကိုပရမတ္ထဆက်အောင်လဲမှလို့သိပြီဆိုရင်သူတို့ရဲ့သဘာဝကိုလည်းသိသူတို့ရဲ့သဘာဝကဖြစ်ပြီးပြသွားတာပဲဟုတ်ပါအဘဝကိနာအနိစ္စဖြစ်ပြီးတယ်နဲ့အာမရှိတော့ပြသွားတယ်အဲ့ဒါပရမရဲ့သဘောပဲဒီနေရာမှာကြည့်ကြပါလားခုနကျေးဇူးပဲတော့အဲ့တော့မာရဘောလေးကိုဒီယုတ်လာတဲ့တော့မာရဘောတဲ့လူကြီးမှာဖြစ်လို့ယူစီတဲ့ဘောလေးကြီးပြီးအာဘောဘုံဝေးဘောလေးကြီးပြီးတော့အောက်ကတမန်တဲ့ဘောလေးကြီးပွားရောအဲ့ဒါလည်းမြင်ပြီးတာလည်းရှိခဲ့တယ်အဲ့ဒါနေရာကိုယူပရမတ်တဲ့ဘောနေရာမျိုးအဲ့ဒါကြောင့်သူတို့ဖြစ်ပြီးတော့ပြတော့ဘယ်နာမှမဖြစ်နိုင်တာဖြစ်နေတာမဟုတ်ဘူးဖြစ်ပြီးတဲ့အခါလည်းတဏှာမှာတော့စုဖို့ရဟုတ်လားမဖြစ်ခြင်းနဲ့မပြည့်စုံတာလည်းခဏလေးကြည့်တဲ့ဘောပဲဗာလဲပထဝီအာဘောဒီလိုပါလို့ခေါ်တာအဲ့လိုဖြစ်စီမှန်လို့နေတယ်အဲကြောင့်သူတို့အနိစ္စဘယ်ဟာပြီးရင်ဒါပဲဒုက္ခလို့ခေါ်တာဒါပဲအနတ္တလို့ခေါ်တာအဲကြောင့်ဒီယုံနာမှာသင်္ခါရတရားတွေဖြစ်ပြီးတဲ့သဘောအားဖြင့်အိစ္ဆာဒုက္ခအနတ္တလို့နဲ့ပြောလို့ဒီမှာရှိမှာရှုလို့နောက်ဆုံးပတ်တဲ့နေရင်းကျက်လာလို့ဆိုရင်အရိယာမဉာဏ်နဲ့နိဗ္ဗာန်ကိုရရှိနိုင်တယ်။ဘာလဲသမထရဲ့သမထနာမတ္တကံပါပြီးတော့တေကောတိကိုသမထရဲ့အတွက်ဖြစ်တဲ့အထွတ်ဖြစ်တဲ့မဉာဏ်ကိုနိဗ္ဗာန်ကိုရရှိနိုင်ပါတယ်လို့ပြောနေတယ်။ဟုတ်လား။အဲတော့ခုကဘာလဲသမထရဲ့အစမှာနာမရူပပရိစ္ဆေဉာဏ်ပိုင်းမှာအဲရုပ်ကိုစာရမသိသိရှုပွားတာပေါင်းတယ်ဆိုတဲ့စိတ္တမှုတွေပြသမဏယန္တရောသုတ္တဝတ္တနာယန္တယောဂီမျိုးလုံးယောဂနဲ့စိုက်ပြီးသွားတယ်။ယောဂကိုရှုပွားပရမတ်ဆာရှုပွားသိသိဖို့ဆိုရင်စတုဒ္ဓဘောဓာလို့ခေါ်တယ်။ဓမ္မနာစာပြီးရှုရတယ်ဆိုတော့ဓမ္မနာကိုမဟာပရိပဒါနသုတ္တမှာလာတဲ့အချင်းရှုပွားပြီးအပ်တယ်ပဲဘယ်လိုရှုပွားလဲဆိုတာအချင်းချင်းပြောတယ်။အချင်းချင်းပွားနေတဲ့ဒီဆိုရင်မဟာရာမလောရာသုတ္တတို့မဟာဒီဘောမာသုတ္တတို့ဓာတုဝိပဒါသုတ္တတို့မှာလာတဲ့အချင်းရှုပွားနေတဲ့ရှိနေဆိုလဲရှုပွားတာပြီ။အဲ့ဒီမဲ့တော့မနကအချင်းချင်းပြောလိုက်တယ်။အဲ့ဒါကဲတော့ဓာတ်ကိုဒီအချိန်မှာတတိလေးပါအကုန်လုံးကိုချုံပြီးမှပထဝီဓာတ်အာဘောဓာတ်အေဇောဓာတ်ဝါယောဓာတ်ကိုရှုလိုက်ရင်မကြခင်တည်းမှာပဲတတိလေးပါအစုပုံနဲ့ခြေနဲ့တောက်ပါနေတဲ့အစုပုံနဲ့ယောဂီပုဂ္ဂိုလ်ကဉာဏ်ထဲမှာမြင်ကတ်ထားလို့ရတယ်အဲ့ဒီကြည်တဲ့အကြည်ဓာတ်ထဲမှာအာဂတတကိုဉာဏ်နဲ့ဉာဏ်မှန်ထူဆိုင်ကြည့်လိုက်ရင်အာဂတတဉာဏ်နဲ့တည်းရဲ့ယောဂလမှုဖြစ်သွားတယ်။အဲ့ဒီကလတ်ကိုခဏကြားလိုက်ကြည်ရဲ့ကလတ်နဲ့ကြည်ရဲ့ကလတ်ဆိုရင်မျိုးရှိမျက်စိကိုကြည့်လိုက်ရင်လည်းကြည်ရဲ့ကလတ်နဲ့ကြည်ရဲ့ကလတ်နားကိုကြည့်လိုက်ဖို့ပဲဘယ်နာကြည့်ဒီဘလုံးဘယ်နာကြည့်တာပဲရှိအဲ့တော့ကြည်ရဲ့ကလတ်လေးကိုလှမ်းအယုံပြီးမှအဲ့ဒီကလတ်လေးထဲမှာရှိတဲ့မာယုတော့ဆိုတဲ့ဘောလေးကိုကြည့်မှာပထဝီအာဘောအေဇောဝါယောဒီလိုရှိရတယ်အဲ့ဒါသမာဓိရဲ့စွမ်းရည်တစ်စင်းတစ်စင်းလာတဲ့စွမ်းရည်ကိုရှုလို့ရတယ်အဲ့ဒါတစ်စင်းတစ်စင်းမလာခဲ့ဘူးမရှိပဲကိုအောင်မြင်နေလို့ဘယ်လိုရှုမလဲမရှိနိုင်ဘူးဘောတော့အဲ့တော့မကြည့်တဲ့ကလပ်ကိုအာယုန်ပြီးမှလည်းအာယုန်တော့ကြည့်မှာပထဝီအာဘောအေဇောဝါယောမျက်စိမှာရှုလို့ရပြီဆိုရင်နာရှာကိုနှလုံးကြည်တဲ့ကလာမှာလည်းရောကြည်တဲ့ကလာမှာလည်းရောလှည့်ပြီးရှုတော့ကျွမ်းကျင်သွားပြီဆိုရင်ဘာဖြစ်လို့အကြည်လေးပါကိုပရမတ္ထဆက်ပြီးလို့ပြောတယ်အဲ့ဒါဆိုရင်ဓမ္မနာရဲ့လမ်းစဉ်ဆုံးပြီလို့ပြောလို့ရတယ်
အဲ့တော့ဇတ္တရောမဟာဘူတိပဋိက္ခဏတ္တဥပါဒပါကတံဟောတိဓာတ်ကြီးလေးပါးကိုယောဂီပုဂ္ဂိုလ်ပရမတ္ထဆိုင်အောင်အဲ့မှာတော့ပြီးတော့သိသိရှုပွားနိုင်ပြီဆိုရင်ဓာတ်ကြီးလေးပါးကိုမြည်ပြီးဖြစ်နေတဲ့ဥပါဒယုတ်ကိုလည်းပဲယောဂီပုဂ္ဂိုလ်ကတစ်ဆင့်တည်းမှာလွယ်ကူသိသိနိုင်ပါလေ။ဘာဖြစ်လို့လဲဥပါဒယုတ်ဆိုတာဓာတ်ကြီးလေးပါးကိုမြည်ပြီးမှဖြစ်နေတာ။အဲကြောင့်မို့အရေးနဲ့တက်ပင်နဲ့တက်ပင်ရေးလို့ပဲဟုတ်လားတက်ပင်ရှိလို့တက်ပင်ရေးကိုသိရတယ်တက်ပင်ရေးကိုရှိတော့တယ်ဒီမှာတက်ပင်ရှိတယ်ဆိုတာသိရတယ်ထို့သူပဲဓာတ်ကြီးလေးပါးကိုရှုပွားသိနေတယ်သူ့ကိုပြီးပြီးမှဖြစ်နေတယ်ဟုတ်တယ်ဒီလိုပဲတစင်းတွေမှာရှုပွားသိနေလို့ရပြီလို့ပြောတယ်ဓာတ်ကြီးလေးပါးကိုရှုနိုင်ပြီဆိုရင်ဥပါဒယုတ်ကိုဘယ်လိုတစ်ဆင့်တည်းရှိမလဲဘယ်လိုရိတ်တာတော့အသေးစိတ်တယ်လေနော်ဒီမှာတော့အချင်းချင်းကိုပြောလို့ရအောင်မဆရာတော်ပြောတဲ့ဟာတော်ပါတော့ဟောပါမယ်ဟုတ်လားတဏှာရင်တော့ချုပ်ပြီးပေါ်နေတယ်ဖြစ်တယ်ဟုတ်ပြီနော်ကဲတော့ဒီချိန်မှာယောဂီပုဂ္ဂိုလ်ကမျက်စိမှာရှိတဲ့ခြေကုလားကိုလှမ်းလာယူပြီးရင်ခုနရှိပြီးလိုက်တဲ့ဒီမာယုတ်နောက်လေးချိန်မှာဒီအာဘောဒီရောမာယုတ်တဲ့လမ်း business ရှုရအဓိကသက်ဆိုင်ရာဘောလေးကိုအာရုံတောင်းဖို့တည်လို့ပဲဟုတ်ကဲ့နော်ဥပမာဆိုင်အားဟောတာအရာဝင်ဒီလိုဆိုရင်လည်းဒီဆိုရင်အော်လိုတဲ့သင်္ကေတဟုတ်လားလိုတဲ့လမ်းတွေနဲ့သံဃာလမ်းတွေနဲ့ရတယ်အဲဒီလိုပေါ့ပြန်ပြတာပဲဟုတ်ကဲ့နော်ကဲလို့ဆိုရင်ဒီလေးပါးကိုသိပြီဆိုသူ့ကိုပြီးဖြစ်နေတဲ့အခါနောက်ပါလဲဆိုဝဏ္ဏသူ့ရဲ့အရာကိုရှင်းတယ်ဟုတ်လားသူ့ရဲ့အရာကိုရှင်းတာဒီလေးပါးရဲ့အရာကိုရှင်းဆိုတော့ကြည်ပလတ်ဆိုကြည်ရဲ့အရာကိုရှင်းဖို့မကြည်ရဲ့ပလတ်ဆိုရင်မကြည်ရဲ့အရာကိုရှင်းဒါလေးကိုရှင်းလို့အဲ့ဒါကိုဝဏ္ဏလို့ခန္ဓာဒီလေးပါးရဲ့ခန္ဓာဒါကိုလည်းဝိပဿနာမဟာပုဂ္ဂိုလ်ဝိပဿနာဇုံးဖြစ်ရှိရတယ်ဟုတ်လားကဲအဲ့ဒီမှာရှိပြီးခန္ဓာဒီထဲမှာဒီဘဝတ္တနာနဲ့ရှိလို့ရတယ်ရတ္တသူ့ရဲ့အရာပဲအကြည့်ပါရဲ့အရာပဲရတယ်ဘလောက်သိငယ်တဲ့ကလမလေးမှာပဲဖြစ်ရှင်ပြီးပါလေရတာရှိရတယ်ဟုတ်ကဲ့အဲ့ဒါကိုဝိပဿနာမနောရရဲ့ဇောကိုကြည့်နေပြီးအောင်ဆိုလို့ရတယ်ဩဇာအစီအစဉ်နဲ့ဩဇာအဲ့ဒီကလလေးမှာဟုတ်လားကျင့်ဖို့နဲ့လို့အနေလေးရှိအဲ့ဒီမှာအစီအစဉ်နဲ့ဩဇာအဲ့ဒါကိုတော့အာဝိဘောကကိုရှိပါ inseparable ပါတကယ်တော့ဘလောက်သိနေတဲ့ပုံလေးပဲဖြစ်ချင်ပြပါလေအဲ့ဒီလိုရှိမရှိအဲ့ဒါသူ့ကိုအာဝိဘောကကိုရှိပါအဲ့တော့အာဝိဘောကကိုရှိပါဆိုတာဘယ်သိနေတယ်ဘလောက်သိနေတယ်ကလမွေပြုလောကမှာအသေးဆုံးယုတ်ကလာကိုယုတ်ကလာကိုဖြစ်ချင်ပြပါလေဒီရှင်းပြရှိတယ်သူ့ကိုခွဲခြားလို့မရဘူးလို့ပြောသူတို့ဒီခွဲခြားလို့မရဘူးနဲ့သူ့ကိုကြတော့ဉာဏ်နဲ့ခွဲခြားပြီးရှိလို့ရတယ်ဟုတ်တယ်မလားမာယုသူထောင်းစင်တဏ္ဍရတာအစင်အနရတာဘောဇာဒီလိုလေးရှိဖို့ကဲအဲ့ဒါပရမတ္ထဆက်ပါသူ့ကိုအာယုသူ့ကိုပြီးပြီးဖြစ်နေတဲ့ဘာသာမျိုးပဲတစ်စင်းတစ်စင်းရှိပါတဲ့စီလို့ရပါတယ်ဒီရဲ့ကမှာရှင်းလို့မကျေကမှာရှင်းလို့အဲ့ဒီလိုရပြီဆိုရင်စောင့်တာလို့လည်းပြောရှိလို့ကဲရပြီဆိုရင်နောက်တစ်စင်းတွေပါရှိမှာဇီဝိတာယုတ်ဇီဝိတာယုတ်တစ်စင်းရှိပါလို့လို့ရှိတယ်တစ်စင်းပြောရအချင်းချုပ်သာသနာရူပါရုပနာလက္ခဏာနဲ့ဇီဝိတေတွေယုတ်ဇီဝိတာဆိုတာမိမိနဲ့ကလပ်တူကလပ်တူမှာသူဖြစ်နေတဲ့အကြောင်းကိုစောင့်ရှောက်နေတယ်လို့သူရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုဇီဝိတာခေါ်တယ်။အဲ့ဒီစင်တာနေတဲ့ဘောလေးကလပ်တူရုပ်တရားတွေကိုသူရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုလည်းမြင်ကြည့်။ဒါနဲ့ခုနဇီဝိတေတွေရဲ့သာသနာ့ဘာလို့ပါရဏလဲဇီဝိတေတွေဆိုတာမိမိနဲ့ကလပ်တူကစားပြီးသူတို့ရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးအသက်ရှင်နေတဲ့ဘောလေးကိုခေါ်ရဲအပြင်လာပရိယတ်တင်ပြီးရင်လက်တွေ့ရှိအဲ့ဒါကိုတတိပါလို့အဲ့ဒီလိုတတိပါလို့ခေါ်တယ်။အဲ့ဒါကိုပရိယတ်လို့ခေါ်တယ်။အဲ့ဒီမှာယုတ်ဇီဝိတာဆိုတာမိမိနဲ့ကလပ်တူကစားပြီးသူတို့ရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုခေါ်ရဲအသက်ရှင်နေတဲ့ဘောလေးကိုခေါ်ရဲအပြင်လာပရိယတ်တင်ပြီးရင်လက်တွေ့ရှိအဲ့ဒါကိုတတိပါလို့ခေါ်တယ်။အဲ့ဒီမှာယုတ်ဇီဝိတာဆိုတာမိမိနဲ့ကလပ်တူကစားပြီးသူတို့ရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုခေါ်ရဲအသက်ရှင်နေတဲ့ဘောလေးကိုခေါ်ရဲအပြင်လာပရိယတ်လို့ခေါ်တယ်။အဲ့ဒီမှာယုတ်ဇီဝိတာဆိုတာမိမိနဲ့ကလပ်တူကစားပြီးသူတို့ရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုခေါ်ရဲအသက်ရှင်နေတဲ့ဘောလေးကိုခေါ်ရဲအပြင်လာပရိယတ်လို့ခေါ်တယ်။အဲ့ဒီမှာယုတ်ဇီဝိတာဆိုတာမိမိနဲ့ကလပ်တူကစားပြီးသူတို့ရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုခေါ်ရဲအသက်ရှင်နေတဲ့ဘောလေးကိုခေါ်ရဲအပြင်လာပရိယတ်လို့ခေါ်တယ်။အဲ့ဒီမှာယုတ်ဇီဝိတာဆိုတာမိမိနဲ့ကလပ်တူကစားပြီးသူတို့ရဲ့တရားစီနေနဲ့စောင့်ရှောက်နေတဲ့ဘောလေးကိုခေါ်ရဲအသက်ရှင်နေတဲ့ဘောလေးကိုခေါ်ရဲအပြင်လာပရိယတ်လို့ခေါ်တယ်။အဲ့ဒီမှာယုတ်ဇီ
practice practically ဟုတ်နော်ခုန learning Buddha's teaching practice practically အဲ့ဒါကိုပရိယပฏิပတ်လို့ပြောတာအဲ့တော့ပฏิပတ်ကလုပ်နေပရိယနဲ့မြည်ဆိုတော့ဘာလို့ခံလဲအဲ့ဒါပရိယမပါတဲ့ပฏิပတ်ကြီးဘာလို့အကန့်နဲ့ဟုတ်လားကျိုးနဲ့ပရိပတ်မပါတဲ့ပရိယပရိယကလည်းဘာဖြစ်လို့အကျိုးနဲ့ပြောတာအကန့်နဲ့ကျိုးနဲ့အဲ့ဒါကိုပရိယအတိုင်းပြန်မယ်ပြန်ပြီးရင်ဒီတိုင်းနဲ့လည်းဆိုတော့ကိုယ်တွေ့ရင်ဆိုတော့လုပ်လို့မရတကယ်မြတ်စွာဘုရားလည်းဟောထားခဲ့တယ်ဟောထားခဲ့တဲ့အချင်းလိုက်ကိုတကယ်ကိုသင်ထားတဲ့အတိုင်းဟုတ်တယ်ပြောင်းထားတဲ့အတိုင်းတွေ့နေတာအဲ့လိုကိုပဲကိုယ်တွေ့ရင်မြင်ဆိုပြီးမှချနေဘုရားဟောတဲ့တရားတွေကတော့ဟုတ်လို့အဲ့နိဗ္ဗာန်ကိုရတယ်ဆိုရင်ဘုရားဟောတဲ့ကိစ္စကိုဟုတ်လို့တော့နော်ဒါလည်းအဲ့လိုအဲ့တော့ဒီသဘောပေါက်လို့ဆိုရင်ဇီဝိတ္တကြီး၃မျိုးကိုသဘောပေါက်တယ်။ဒီကလာမှာဇီဝိတ္တကြီး၃မျိုးရှိဒီကလာမှာလည်းဇီဝိတ္တကြီး၃မျိုးရှိ။အဲ့ဒါလည်းပြည့်နေရှိတော့ကဲပြီးရင်ဘာလို့ရှိမှာလို့ဆိုတော့ဘာဝယုတ်ရှိအဲ့ဒီဘာဝယုတ်ဆိုတာအမျိုးသမီးလို့ဒီကြောင့်ဖြစ်တယ်။ပုရိသဘာဝယုတ်ဆိုတာအမျိုးသားလို့ဒီကြောင့်ဖြစ်တယ်။အမျိုးသမီးကအဲ့ဒီဘာဝယုတ်ကိုရှိလို့ရမယ်။အမျိုးသားကပုရိသဘာဝယုတ်ကိုရှိလို့ရမယ်။အဲ့ဒါဟုတ်လားဒါဆိုရင်သူကခြေရိပ်ကလည်းမလုပ်ရဘူးခြေရိပ်ကလည်းကိုနားရတာအစီနားရရင်ပြန်နားရှိပါသေးစီကြရတယ်ဒီလားဘယ်လိုလဲလက္ခဏာတွေအားဒီမှာဘဒဝီအာဘောဒီရောဝါယောဝနာဒန္တာရာဂဩဇာဇီဝိတာကိုမျိုးဇီဝိတာဒီကိုမျိုးတွေ့ပါလိမ့်မယ်အဲ့ဒီမှာအမျိုးသမီးဆိုရင်ဒီဘာဝယောအမျိုးသားဆိုရင်ဒါဘာဝယောရှိမရှိကိုအဲ့မှာဆက်ပြီးမှရှိတယ်အမျိုးသားဆိုတဲ့နေနဲ့ကြံတဲ့နေတာတဲ့ဘောလေးပေါ့အမျိုးသားလို့အမျိုးသမီးဆိုတဲ့နေနဲ့ညံ့တဲ့ဘောလေးဟုတ်တယ်နော်အဲ့မှာဥပဒနာမရိုက်ဆိုလို့ရှိလို့ရတယ်အဲ့ဒီနေရာအဲ့ဒီဘောလေးပရိသေတိယပိတာဘောလေးဒါပဲလက္ခဏာတွေပါပဲဝတ္တန်ကြီးအင်းကြီးလက်တွေ့ဆိုတယ်ဟုတ်ကဲ့နော်အဲ့တော့အဲ့ဒီမှာမျိုးသားလားအမျိုးသမီးလားဆိုတဲ့ဒီခန္ဓာကိုယ်တခြားပဲကြတာအဲ့ရုပ်တွေပဲကြတာအဲ့ရုပ်တွေ full of 80 power ပိုင်း full female body ဟုတ်လားနော်အဲ့ဒီ80 power ရဲ့ခန္ဓာကိုယ်မှာပြည့်ရှိအဲ့ဒါမျိုးအမျိုးသားနဲ့ပြောခေါ်ကြလိုက်တာပုရိသဘာဝရဲ့အမျိုးသားခန္ဓာကိုယ်မှာပြည့်ရှိအဲ့ဒါမျိုးအမျိုးသမီးခန္ဓာကိုယ်မှာပြောခေါ်ကြလိုက်တာဒါပေမဲ့ပရမတ္ထဆိုင်အောင်ဆိုရင်အဲ့ဒီကလာလေးတွေမှာကြည့်အဲ့ဒီကလာကမျိုးနဲ့ကိုပြည့်ရဲ့ခန္ဓာကိုယ်ပြည့်ဒါပေမဲ့ကိုယ် process တစ်ခုလောက်ကိုပြည့်အောင်အနေနဲ့မှထောက်ရတာအလုံးနဲ့ကောင်းတယ်အဲ့ဒါကိုပရမတ္ထဆိုင်တယ်လို့ပြောအဲ့ဒီမှာဒီကလာလေးမှာဇီဝိတ္တဒီကုမျိုးလေးကိုဆိုအဲ့ဒီဘာယုတ်ဒီပုရိသဘာယုတ်ဘုရားကဆက်ပြီးရှိတယ်တကယ်လို့ကဲထားတော့အမျိုးသမီးအဲ့ဒီဘာယုတ်ကိုရှုလို့ရတယ်ဆိုရင်အဲ့ဒါကိုဗာလဲဆယ်ပြီးတော့အိတ်ကလာအဲ့ဒီဆယ်မျိုးကိုအဲ့ဒီဘာလဲကလပ်အမျိုးသားဆိုပုရိသဘာယုတ်ကိုရှုရမယ်ဆယ်မျိုးအဲ့ဒါကိုပုရိသဘာဝအဲ့ဒါကလပ်မနာကလပ်ကိုရအဲ့ဒီမကြည့်ရဘူးတကယ်လို့များယောဂီပုဂ္ဂိုလ်ကမကြည့်ရဘူးလားလေဇီဝိတ္တတိကိုတွေ့ရတယ်သို့တော့ပုရိသဘာဝယုတ်အမေရိဘာယုတ်ကိုဆက်ရှိတာရှုလို့မတွေ့တော့ဘူးဆိုရင်အဲ့ဒါဇီဝိတ္တနာဘာလို့လဲဆိုတော့ဇီဝိတ္တအဖြစ်ပဲရှိတာအဲ့ဒါကိုဇီဝိတ္တနာကလပ်ကဲဇီဝိတ္တနာကလပ်တော့မတွေ့ဘူးမကြည့်ရရုပ်ကလားဩဇာဒီစိတ်တွေတွေ့တယ်ဆိုရင်တော့အဲ့ဒါကိုဗာလဲစိတ်တဇကလားစိတ်ကြောင့်ဖြစ်တဲ့ရုပ်ကလားပုရိသကလားပုရိသဖြစ်တဲ့ရုပ်ကလားဒီလိုဖြစ်လို့အာရဇကလားအာရဇဖြစ်တဲ့ရုပ်ကလားဒီလိုဖြစ်တယ်ကမ္မဇာယုတ်ပေါ်တော့အဲ့လိုတော့ပေါ့ဟုတ်ကဲ့နော်အဲ့ဒါမကြည့်ရရုပ်ကလားအဘိဓမ္မာသင်နေတယ်ရှိညာအဘိဓမ္မာဆိုတာဟိုတန်ကြီးဓမ္မကြီးကလည်းပြည့်ရတယ်လို့ပြောတာမဟုတ်ဘူးဒီယုတ်နာကိုပြည့်ရတယ်လို့ပြောတာအဘိဓမ္မာကိုရှိနေစိတ်မှရောချတယ်ပြောဟုတ်ကဲ့နော်ဒါယုတ်နာပဲလေကဲအဲ့ဒါကိုသဘောပေါက်သွားပြီဆိုရင်ကဲကျန်တဲ့နာအာစာကိုလည်းကျန်တဲ့ဌာနတွေမှာဒီကလာမှာဟုတ်လားဗာလဲစမျိုးကိုမျိုးဆယ်မျိုးပေါ့ဒီဘာဝယုတ်ပိဋကဘာဝယုတ်ရှိပြီးတော့ရှိလို့ရကြရည်ဟတ္တယဝတ္ထုဟတ္တယဝတ္ထုဆိုတာနှလုံးအိမ်ထဲမှာရှိတယ်နော်
မာဓိကိုထူထောင်လာပြီးမှအဲ့ဒါမှလည်းဆိုတာဝေဒနာကြီးကိုလှမ်းပြီးမှသိသိနေစေဉာဏ်နဲ့အာရုံကြည့်နေစေဒီလိုရဝေဒနာအကြည့်အကနာအကြည့်ရတယ်မိုင်းတော့မိုင်းအောက်ချက်ပြန်မှာပေါ့အဲ့တော့စိတ်လေးကိုလှမ်းအာရုံများပေါ့ဗျာအာရုံပြီးရင်ဒီမှာသိချောင်းပြလာဆန်းလာလို့ကိုယ်ကျင်စတဲ့စိတ်ကိုမြင်တယ်ဟုတ်လားကိုယ်ကျင်စတဲ့စိတ်ကတော့စိတ်ကြောက်တွေဟောတယ်ဟောအဲ့မှာစိတ်လေးကိုလှမ်းမြင်အဲ့ဒီစိတ်ရဲ့အောက်မှာဘာဖြစ်လို့မကြည့်ရရုပ်လိုက်နေရှိအဲ့ဒီမကြည့်ရရုပ်လိုက်ကိုဟာရဝတ္ထုကိုခေါ်တယ်ဟာရဆိုတာစိတ်ကိုပြောတာဝတ္ထုဆိုတာသူ့ရဲ့ကိယာရုပ်ရောက်အဲ့ဒါဟာရဝတ္ထုအဲ့တော့မကြည့်ရရုပ်လိုက်ကိုခေါ်တယ်ပတာရကိုပါတယ်အဲ့ဒီပတာရကိုနားအလေးကဒီစီမှာယောဂီကနားအလေးရဲ့ဉာဏ်နဲ့ကတော့ကာယခန္ဓာတွေအာဘောပိသောဝါယောဝန္နာကန္နာအတ္တဟောတာသူရဲ့သက်ဆိုင်ရာလက္ခဏာတွေအာရုံပြီးမှပြီးတော့ဟောတာပြီးရင်ဇီဝိတာအတ္တဝတ္ထုဆိုရှိတယ်အဲ့ဒါကိုဖတ်ရတဲ့ပြောတာဆိုအဲ့ဒီပုံစံနဲ့တက်ကြအောင်ရှိဖို့လေတခါလေးပြောတယ်လို့ပြောတာအဲ့ဒီအတ္တပြောတာလည်းအများကြီးကဲပြီးသွားရင်ပလာရဲကိုဆက်ရှိကမ္မတာပြေပေါ်ဆက်ရှိဘလို့ရှိလဲဆိုတော့အဲ့တော့ပလာရဲယုတ်တွေကစိတ်ကုပ္ပတာမျက်စိမှာပဲရှိတယ်သောတာပတ္တာနာမခန္ဓာပတ္တာနာမသဝပတ္တာကာယရှာပြီးတော့ကာယပတ္တာကျတော့ခန္ဓာကိုခံရမှာရှိဟုတ်ကဲ့နော်အဲ့ဒါကိုဘယ်လိုရှိလဲဒီမှာကြည့်မျက်စိကိုကြည့်လိုက်ရင်ကလပုံနဲ့ပဲကြည့်ရရုပ်လိုက်ကိုနှိုင်းရတယ်ပြီးရင်ခုနရှိထားရတယ်ရှိကြည့်ပထဝီအာဘောဧသောဝါယောဝန္နာကန္နာအတ္တဟောတာဇီဝိတာကိုမျိုးရှိကိုမျိုးပြီးရင်အဲ့ဒီမှာအကြည့်ဓာတ်လေးကအကြည့်ဓာတ်လေးကိုအရင်က အကြည့်ရတဲ့နေရာမှာမျိုးရှိတယ်မျက်စိမှာမျက်စိအကြည့်ရတဲ့ရှိတယ်ကာယအကြည့်ရတဲ့ရှိတယ်ဟုတ်ကဲ့နော်ဒါကြောင့်ဘယ်အကြည့်ရလဲဆိုတော့ဒီအောင်အဲ့ဒီအကြည့်ရတဲ့ကိုလာရင်ဒီမှာဘေးနားမှာရှိတဲ့ကအများစုရဲ့ရူပယုံရောလာရင်ဒီလားဒီရူပယုံအယောင်ကနေမှဒီအကြည့်ရတဲ့ရိုက်တာနဲ့အဲ့ဒါဒီစက္ကုအကြည့်လို့ခေါ်တယ်စက္ကုအကြည့်ဖြစ်မယ်ဆိုရင်အဲ့ဒီစက္ကုအကြည့်ရတဲ့ကွာအဲ့ဒီကလည်းဆယ်မျိုးရှိတယ်အဲ့ဒါကိုစက္ကုတဲ့ကလာလို့ခေါ်တယ်ဟုတ်ကဲ့တကယ်လို့ရူပယုံအယောင်နာအရင်ကတော့သူတို့ချင်းဆက်တယ်လို့မရှိဘူးလားမရိုက်တာလို့ဆိုရင်အဲ့ဒါဆိုရင်ကာယအကြည့်ဖြစ်မှာအကြည့်တော့အကြည့်ရတယ်လို့ကာယအကြည့်ဖြစ်မှာရူပပိခန္ဓာရဘုဒ္ဓဗုဒ္ဓလက္ခဏာရူပယုံထိခိုက်ခြင်းကထိုက်တော့ဓာတ်ကြီးလေးပါရဲ့ကြည်နေမှုသဘောကိုစိတ်ဝင်လာတာဟုတ်တယ်နော်ခုနကရူပယုံအယောင်နာအရင်ကတော့လဲနေမရိုက်တာလို့ဆိုတာကာယအကြည့်ဖြစ်ကာယအကြည့်ကဉာဏ်အဲ့တော့ကာယအကြည့်ကဘုံဘုံလည်းနာလည်းစမ်းတယ်မကြည့်ရတဲ့လူကိုနာရည်လာပြီးရင်ခုနသက်ဆိုင်တဲ့နာလေးအားပြီးမှပထဝီအာဘောဧသောဝါယောဝန္နာကန္နာအတ္တဟောတာဇီဝိတာပြီးရင်အကြည့်ရတဲ့နာလေးမှာပထဝီဓာတ်ရဲ့မာရသောဧသောဓာတ်ရဲ့ဝိသုသောဝါယောဓာတ်ရဲ့ပတ်မှန်လို့တဲ့သောအဲ့ဒီမှာယုတ်ကလအများစုရဲ့ပထဝီသောဝါယောဆိုတဲ့ပဋ္ဌာပါယကိုနားရတခုအဲ့ဒီပဋ္ဌာပါယကဒီလိုလာမရိုက်ခတ်တယ်ဆိုရင်သူတို့ချင်းဆက်တယ်လို့ရှိတယ်ဆိုရင်အဲ့ဒါဒီကာယအကြည့်ရအဲ့လိုပဲကာယအကြည့်ရတဲ့ဆိုတာကာယတကယ်ကတော့ကာယဆိုရင်ဒီမှာစေတနာကတော့လည်းရှိလို့ရပါပြီကာယတကယ်ကတော့လည်းရှိလို့ရပါပြီပြီးရင်ခုနဆိုတဲ့ဘာဝတကယ်ကတော့လည်းရှိပြီးတော့ဘာဝရုပ်ဒီမှာဘာလို့ဆိုရင်စိတ္တနာကလည်းရှိတော့အဲ့ဒါကိုကံစားရုပ်နဲ့တော့ဖြစ်ရုပ်လိုက်ဒီလို့အဲ့ဒီအဲ့ဒါတော့ဘာလဲနားမှာလည်းတို့လိုစမ်းတာအတန်နဲ့အတွင်းထဲမှာဟိုအချင်းချင်းကလာမှုရိုက်ခတ်နေတဲ့အတန်ကိုပြန်တာမှန်းတော့အဲ့ဒီအတန်ကရိုက်ခတ်လာရင်သောတာကြီးကမရိုက်ပါဘူးစကားဆိုတယ်အဲ့ဒီပုံစံနဲ့ပြောကြနှာခေါင်းမှာဆိုရင်အနတ်နဲ့စမ်းတာလေရှားမှာဆိုရင်ရတယ်နဲ့စမ်းတာအဲ့ဒီပုံစံနဲ့ရှိသွားလိုက်ရင်ပတာရဲကိုလည်းကိုရှိနေရှုနိုင်ရင်ကမ္မဇတ်ယုတ်ဒီကိုယောဂီကိုကပရမတ္ထဆရာကိုလေးစီနိုင်ပြီဘောပါကကမ္မဇတ်ယုတ်ဒီဝန်ဒီရလည်းပြီးတော့နော်ဖြည်းဖြည်းနဲ့အခုကဘာကြောင့်ဖြစ်လဲဆိုတဲ့ course ကိုလည်းဥရှာတယ်ကမ္မဇတ်ပြီးပြီးသွားရင်စေတစာယုတ်ယောဂီကိုရှုရတယ်သမာဓိပြောတော့ပြီးရင်ဘယ်တော့ဒီနိုင်ရပြီလေအိုင်မီရဘယ်တော့ဒီမှာစိတ်ကိုကတ်အားပါလည်းလူလေးဆောင်ပြလိုက်စားလို့ဘုံတို့လို့လောက်ရမှာစေတစာပြီးစိတ်ကိုယ်နဲ့စတဲ့စိတ်ကြောင့်စေတစာပြီးပေါ်တယ်တော့လည်းဒါတော့ဘောပါပဲစိတ်ကြောင့်စေတစာပြီးအဲ့တော့ဦးဇင်းတို့ကနေစားနေမှာစေတစာပြီးဖြစ်ဖြစ်
မျက်လုံးလေးကိုအယုံကြည့်လိုက်လှုပ်ကြည့်လိုက်အဲ့ဒါစိတ်တစားပဲတပေါ်ပြည့်သူကပဇာလိုက်မပါတဲ့သူကပါလေမကြည့်ရဘူးလားကဲမျက်စိကိုလှအယုံလိုက်မကြည့်ရဘူးလားဆိုလှအယုံပြည့်ခုနကလည်းလွယ်တဲ့ဆိုင်တာဘောလေးကအယုံပြီးမှပထဝီအာဘောဒီလိုဝိုင်းဝနာအန္တအတ္တဩဇာရှိရောအဲ့ဒါတက်ရောက်ရှိဖို့တခါလေးရှိမှမလို့အချိန်ရတော့ဒီနေ့ဒီမှာရပြီးနာနာရဖို့အလုပ်ရှိပြီးတော့၆ခဏအဲ့ဒါစိတ်ကပါလေစိတ်ကလည်းရှိလို့စိတ်ကြောင့်လည်းလည်းဒီနော်အဲ့ဒါအေးရဖို့ဒီပါလို့မရှိတော့ထိုင်နေအချိန်မှတော့မလို့ကဲဥပ္ပဒါယုကလာဒီနေရာမှာလည်းပြောနေတာစိတ်တရားယုကလာနေတာဘာလဲဘာလဲစိတ်ကြောင့်စိတ်တရားယုကလာတယ်စာနဲ့စာနဲ့စိတ်တရားယုကလာတယ်ပရမတ္တဆရာမှာလည်းမရှိဘူးလို့ရတယ်တော့ကဲဥပ္ပဒါယုကိုရှိမယ်ဆိုရင်ကမ္မပစ္စယဥပ္ပဒါယုကိုသာရှိတယ်မျက်စိမှာရှိတဲ့သုတ္တရကလာကိုနားရင်ဓာတ်ပြန်ပေါ်ဆယ်လို့ရှိအဲ့ဒါမှာပထဝီအာဘောတေဇောဆိုတေဇောလေးပါအဲ့ဒီတေဇောကိုဥတုလို့ကမ္မဇာနေရာမှာရှိတဲ့ဥတုဖြစ်တဲ့အတွက်ကမ္မဇာဥတုကမ္မပစ္စယဥတုလို့ပြောကံကြောင့်ဖြစ်တဲ့ဥပ္ပဒါယုအဲ့ဒီဥပ္ပဒါယုကလည်းဥပ္ပချီနေခြင်းမှာခဏသုံးလို့ရှိအဲ့တော့ခြီကာလမှာအားရှိတဲ့နောက်ဆုံးလက်ကိုဖြစ်ပေါ်လာတဲ့ဥပ္ပဒါကိုဉာဏ်နဲ့မှတ်မြင်အောင်အရင်မရှိရှုပြီးရင်ဓာတ်ပိုင်းတွေပြအောင်ဒီလိုပါရောနာဂနာတာဟောတဲ့ရှင်းပြနေတာကဲအဲ့ဒီမှာတေဇောပါတယ်အဲ့ဒီတေဇောကိုတေဇောကလည်းနောက်ဒီကာလရောက်တဲ့ကောင်အားရှိတဲ့နောက်ရုပ်ကလေးကိုသိစေမယ်အဲ့ဒီပုံစံနဲ့တော့45ဆင့်ကြည့်ပြသွားတယ်အဲ့ဒါကိုကမ္မပစ္စယဥပ္ပဒါယုလို့ခေါ်တယ်ဟုတ်လား temperature of materiality produced by karma လို့ပြောတာဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်အဲ့ဒီပုံစံနဲ့အစစ်အဖြစ်သွားပုံဉာဏ်နဲ့ဉာဏ်ကြည့်ပြီးရှိပြီးတော့ဒါဆိုရင်ကမ္မပစ္စယဥပ္ပဒါယုဒီလားအဲ့ဒါကိုရှုလို့ရပြီဆိုရင်ခုနကကာယရကလာဘာဝရကလာစိတ္တရကလာတွေမှာရှိတဲ့တေဇောအနေဒီမှာ45ဆင့်အစစ်အပေါ်ပါပုံနဲ့နည်းနည်းမြင်ရှိပြီးတော့အဲ့ဒါတွေကျတော့တောင်းတိုင်းမလွယ်တော့ဘူးနော်ဟုတ်လားဒီသမာဓိကမတူတော့ဘူးစိတ်ပြည့်စုံလို့ခဲ့လို့လို့တော့အဲ့ဒါဥပ္ပဒါယုအဲ့လောက်ဒီအသေးသေးရှုနိုင်ကြတာဘုံဘုံလောက်ဒီရှုရမယ်အသေးသေးရှုမှရမယ်လို့တော့ဆိုရှုရတယ်ဒါပဲကဲနောက်တစ်ခါစိတ်တရားယုတ်နဲ့မှာလည်းခုနစိတ်တရားယုတ်စိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလည်းဘုရားကလည်းရှင်တယ်မှာဒီတော့ပါအဲ့ဒီဒီတော့ကလည်းခုနလည်းဥပ္ပတိမှာခြေကာလရောက်တဲ့ကောင်မှာအားရှိတဲ့နောက်ယုတ်ကလည်းဖြစ်တယ်အဲ့ဒီယုတ်ကကိုဉာဏ်နဲ့ဉာဏ်ကြည့်မှာတန်ခွဲရှင်းပြီးအဲ့ဒီထဲမှာလည်းဒီတော့ပါတယ်ဒီတော့ဒီတန်ခွဲရှင်းပြီးဒီပုံစံအတိုင်းယုတ်ကလည်းဆက်နေကြလာအဲ့ဒါကိုစိတ်ကပြည့်စုံဥဒ္ဒယုကိုတာမန်စိတ်ကဆက်သုံးတယ်ပဲဖြစ်စီဇန်စိတ်တို့မျက်စိတို့ကိုယ်စိတ်တို့လူစိတ်တွေကတော့ဆင်ပေါင်းများတယ်ဖြစ်စီတယ်ဒါကြောင့်တမာတိကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုတာဖြစ်တော့ကတိုင်းမိပါလေးကိုလက်ချမ်းတယ်ဘောအလေးအောင်ပြန်သွားတယ်အဲ့ဒါစိတ်ကပြည့်စုံဥဒ္ဒယုစိတ်တရားရဲ့ခန္ဓာကိုယ်ထဲမှာဖြစ်နေတယ်အပြင်ကိုထွက်သွားတဲ့အလေးအောင်ဖြစ်တယ်စိတ်ကပြည့်စုံဥဒ္ဒယုလို့ပြောတယ်ကဲစိတ်ကဘာဖြစ်လို့ဘာဟုတ်ဟုတ်ပြီနော်အဲ့တော့ခုနဘာဘာလေးလို့ဘာလဲခုနဆောင်တဲ့ခံပြီးမတော့မနဲ့လည်းဆိုအဲ့ဒါကိုသူရဲ့စိတ်ရဲ့ကြီးနေပြီးမှကံရဲ့အကျိုးပေးပြီးတော့စိတ်ဓာတ်ပြည့်စုံဥဒ္ဒယုတရားနေပြန်ဟုတ်တယ်နော်အဲ့တော့ဒီမှာတရားထိုင်နေလည်းအဲ့လိုပဲဘယ်ကြည့်မှပဲမြင်ရမှာလို့ဒါပေမဲ့အဲ့လိုသမာဓိရှိတဲ့ပုဂ္ဂိုလ်ကဖြတ်မရဒီကတိုင်းနေပါတယ်ဟုတ်တယ်ဘယ်ကြည့်တဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီမှာဒါပေမဲ့ဒီပုဂ္ဂိုလ်သူရဲ့စိတ်ရဲ့စွမ်းရည်နဲ့အကုန်လုံးဖြတ်အကုန်လုံးလေးအောင်နေတယ်မှာဒီဘက်စိတ်ကိုတော့ကြည့်ရဆိုတာလေရေနတ်ဒီဒီကားတွေကြည့်ရဆိုတာပဲဒီလိုပြောပြရတာပဲဟုတ်တယ်သူများတွေပါလို့ဒီသမာဓိအဲ့ဒါစိတ်ဓာတ်ပြည့်စုံဥဒ္ဒယုကဲဥဒ္ဒယုဒီပါရဲ့အာဟာရယုရှုလို့ရအာဟာရယုကစားပြည့်ချိန်မှာဒီချိန်မှာလည်းမနရှုလိုက်ရင်ခန္ဓာကိုယ်တစ်ခုလုံးကလှမနေပြီအဲ့ဒီမှာအစာအိမ်ကိုကြည့်လိုက်အစာတဲ့ကိုကြည့်လိုက်ရင်လှမနေသဘောဝဖြစ်ပြည့်အဲ့ဒါကမကြည့်ရဘူးလားဥဒ္ဒယုလည်းရှိသူ့ကိုတစ်ခုလောက်ပိုင်းမှာတန်ခွဲလိုက်ရှိတယ်ပဲဒီအာဘောဒီလောဝါယောနာနာလာဟောတာအဲ့ဒါဥဒ္ဒယုရှိတယ်အဲ့ဒါမှာပုံရရှိတယ်လို့တော့မပြဘူးဒီတိုင်းရှင်းပြရင်မှာလည်းနားလိုက်နော်ဒါခွဲလိုက်လို့ဆိုရင်
ဝိဒ္ဓနာကလိုက်လို့ဆိုတာကလည်းကြောင်းဒါခွဲလိုက်ကိုမျိုးအဲ့ဒါမှတည်လို့ဆိုတာအဲ့ဒီဇီဝိဒ္ဓနာကလိုက်တဲ့မှာပါတဲ့ဒီလိုပါစကဒီလို digestive ခံရသူကနေမှစားလို့ digest အဲ့ဒါကိုဘယ်လိုလုပ်လို့တင်အများကြီးပဲ process ကိုလောက်ပြီးအောင်တော့ဟုတ်လားအဲ့တော့အဲ့ဒီခုနကပါစကဒီလိုတဲ့ဇီဝိဒ္ဓနာကလည်းမှာပါတဲ့ပါစကဒီလိုကိုခေါ်တဲ့ဒီလိုနေမှာခုနကအထက်ကလကလည်းမှာပါတဲ့ဩဇာကိုထောက်ပံ့လိုက်ရင်အဲ့ဒီဩဇာတွေလည်းလည်းလည်းဖြစ်စီအဲ့လိုဖြစ်ရအများကြီး process ကိုလောက်ပြီးအောင်တော့အဲ့တော့ဖြစ်ပေါ်လာတဲ့ဥပဒေတွေနဲ့ဉာဏ်ကြီးဓာတ်ခွဲလိုက်ရှင်းလို့ဒီအဘောဒီလိုရောနာနာနာဩဇာကဲအဲ့ဒီမှာဩဇာကိုမှတ်တာဒီမှာလည်းဩဇာကိုမှတ်တာနောက်ပါစကဒီလိုနဲ့ဩဇာကိုပေါင်းထောက်ပံ့လိုက်ရင်ဒီကလပြဩဇာဒီမှာကလပြဆိုရင်မှာလို့ကလပြဩဇာမျိုးကလပြကိုဖြစ်စီကဲအဲ့ဒီပုံစံတိုင်းစားလိုက်တဲ့အစာကြီးဘာဖြစ်တော့အဲ့လိုထောက်ပံ့မှလူကလအဲ့ဒီကိုဖြစ်ပြီးမှမျက်စိကြည့်အောင်နားကြည့်အောင်လည်းကောင်းစားဖို့လည်းဘယ်လိုလုပ်ပြန်လဲအဲ့ဒါကြောင့်အစာကိုအရင်အောင်စားလိုက်ရင်အမေလိုလုပ်ပြန်တယ်တမင်တဲ့ကိုမြဲဆိုတာအစာကဘာဖြစ်လို့ကောင်းရင်ကောင်းတယ်လို့ပြန်တယ်ဟောနာဩဇာဆိုတာတစ်ခါလောက်စားလိုက်ရင်ဘယ်လောက်လုပ်ပြန်တယ်သူတို့အစာကိုကောင်းတယ်လူတွေကြတော့ဘာဖြစ်လို့9ရက်လောက်ပဲပြန်တယ်အဲ့လိုမဟုတ်ပဲအာဟာရမရှိတဲ့အစာကိုစားမယ်ဆိုရင်9ရက်လည်းကြာရင်ကြာဘူးအဲ့ဒီနောက်ဆုံးပြန်ပြီးစီရယ်မျက်စိကိုရောက်လာတဲ့အာရဇယကိုလည်းခွဲရှင်းပြီးရှိမယ်နာနာရှာလို့ရှိပြီးတော့ရှင်းလို့ရှိအဲ့ဒါအာရဇယကိုအချင်းချင်းရှင်းကြတယ်နော်ကဲအဲ့ဒါဆိုရင်ကံကြောင့်ဖြစ်တဲ့ကံတိုင်းလည်းရှိပြီးသွားပြီစိတ်ကြောင့်ဖြစ်တဲ့စိတ်ကြောင့်လည်းရှိပြီးသွားပြီကုသကြောင့်ဖြစ်တဲ့ကုသကြောင့်လည်းသဘောပေါက်ပြီအာရဇယကိုလည်းသဘောပေါက်ပြီကဲကံစိတ်ကုအာရကြောင့်ဖြစ်တဲ့ယုတ်တွေကိုရှိပါသိသိနိုင်ပြီကဲအဲ့ဒီမှာတကယ်တော့၆တဏ္ဍာကိုလက်ရှိလိုက်ရင်ရုပ်စက်ရဲ့နိဗ္ဗာန်ရဲ့အကုန်လုံးကိုလောက်တယ်အဲ့တော့မျိုးသားကမျိုးပုရိသဘာဝရဲ့ပြည်သမီးကဣတိဘာဝရဲ့ဒါပဲပဲလို့အဲ့တော့ဗေဒကိုလည်းရုပ်ကိုရှိနိုင်ဗေဒကလည်းဘယ်လိုလဲရှိတာရဲ့ဣတိအစ္ဆဒံဝကာယကံဝိဟရတိဗေဒဝကာယကံဝိဟရတိအစ္ဆဒကိုလည်းရှိရတယ်ဗေဒကိုလည်းအစ္ဆဒလည်းအာယုမှာရှိနေတယ်တော့ချုပ်မှုရှိပါတယ်ဟုတ်လားဒီပုဂ္ဂိုလ်ရဲ့ယုံရတဲ့ဒီပုဂ္ဂိုလ်ရဲ့နာတရားတွေလို့ချုပ်မှုပြီးမှရှိပါတယ်အဲ့လိုရှိနေဆိုရင်ကဲအဲ့ဒီဘာယုပိဒဘာယုလို့ပဲရှိနေဒါဆိုရင်နိဗ္ဗာန်ရဲ့ယုတ်ပြီးသွားပြီအနိဗ္ဗာန်ရဲ့ယုတ်ကိုလည်းယုတ်တူလည်းဆက်ရှိလို့ရတယ်ကာယဝိညာဉ်နဲ့ကကလာစัจ jina ကာယဝိညာဉ်နဲ့ကကလာဒီမှာဒီစိတ်လေးကိုအာရုံထားပြီးရင်လည်းယုတ်လေးထားပြလိုက်စားနာမည်တရားကိုအဲ့ဒါတည်ရတော့ငါ့ကိုခေါ်ရတယ်ဆိုဘာမှမပြောဘူးငါ့ကိုခေါ်ရတယ်ဆိုလာတယ်အဲ့ဒါဘာဖြစ်လို့ဒီမှာစိတ်ကြောင့်ဖြစ်တဲ့စိတ်ဓာတ်တွေပေါ်ဖြစ်လို့အဲ့ဒီကလပ်တွေနဲ့ခေါ်လိုက်ရင်ရှင်ရွယ်ပြီးတော့ဒီလိုဝေဝနာနာဘောဇာကဲအဲ့ဒီလိုခေါ်တဲ့နေရာလေးကိုကာယဝိညာဉ် body integration လို့ဟုတ်လားအဲ့ဒီမှာအဲ့ဒီကာယဝိညာဉ်ကိုပေါင်းလိုက်ရင်အဲ့ဒါကာယဝိညာဉ်ကိုကလပ်လက်တွေ့ရှိလက်တွေ့နဲ့နေရအောင်အပြင်မှာဆိုတော့လည်းပြန်လို့ရအောင်ဒါလက်တွေ့ရှိပြီဟုတ်လားကဲအဲ့ဒီမှာအဲ့လိုလှုပ်ရှားတဲ့အချိန်မှာဆိုတော့ဗာလဲလှုပ်ရှားလို့လွယ်လွယ်ဆိုတော့အဲ့ဒါလုံးဝဘုရားကမြတ်တာဒီလိုမျိုးထားပါအဲ့ဒါကိုကာယဝိညာဉ်ဒီလူတန်နေတဲ့ကလာအဲ့ဒီလည်းဆင်မျိုးရှိတကယ်လို့လှုပ်ရှားတာမလွယ်ဘူးဖြားတယ်လို့ဘာလို့လဲကျွန်တော်ပြင်နေစတဲ့မှာလူတာဘုရားကမြတ်တာမပေါ့ဒါပဲကဲအဲ့ဒါကိုဘယ်လိုနေနေတော့ကလနဲ့ဘယ်လိုနေနေလူရတယ်ဘယ်လိုလဲကလကဲဘာလဲဆိုရင်ဟောလာဒေသနာတော်ဘာကိစ္စမီဒီဘာဇနာဒီဘာရင်ဘာလဲပြီးပါဆိုတော့နေတဲ့အခါမှာဒီရုပ်နဲ့မျိုးအပြတ်တိုင်းမှာဖြစ်တယ်။သွားရင်လည်းစိတ်ကြောင့်ကိုသွားလိုက်တယ်။ဟုတ်တယ်မလား။သွားတဲ့အခါကျရင်ဒီရုပ်နဲ့မျိုးအပြတ်တိုင်းပါသွားတာ။အဲ့တော့အဲ့ဒီရုပ်နဲ့မျိုးကဘာလို့တည်သွားလို့ဆိုခဏကရှိတဲ့ခုနရှိထားတဲ့သမဏစိတ္တဥဒ္ဒအာရဇကိုတည်သွားတာ။ဆိုင်ကြီးကိုတည်သွားတဲ့ပုဂ္ဂိုလ်လမ်းမှမြင်လိုက်ရင်ဆိုင်အိတ်ကိုလည်းမြင်တယ်။ဆိုင်အိတ်ကိုတည်သွားတဲ့လူကိုလည်းမြင်တယ်။ဟုတ်တယ်မလား။အဲ့တော့ဆိုင်အိတ်ကိုတည်သွားတဲ့လူနဲ့ဆိုတာခုနကအယောက်နဲ့တော့ကလနဲ့အယောက်နဲ့လူတွေတော့ကလဒီရုပ်ကလည်းစီးနေတယ်ကမ္မတာစိတ္တဥဒ္ဒအာရဇခုနဆိုင်ကြီးရဲ့သူ့ကိုတည်သွားတာဟုတ်တယ်။အဲ့ဒါဆိုရင်သွားတဲ့အခါမှာဖြစ်နေတဲ့ဒီပရမတ္ထယုတ်တရားကိုရှိပါလို့
နေရှိပြီးဆိုနိုင်လို့ဆိုတော့ဘုရားရုပ်ဆိုရုပ်ကမ္ဘာမှာသွားရင်သွားလို့ပြီးပါဗာလဲခိုင်လို့ပြီးပါပြီးရင်အဲ့လိုပြီးပါရဲလို့ပြီးပါအဲ့ဒီပရမတ္ထရုပ်ကြီးဉာဏ်နဲ့ဉာဏ်ဝိပဿနာဉာဏ်နဲ့ဉာဏ်ရှိပါလို့ဆိုတော့ဒါနမတော်ပြည့်စုံနေပါအထက်ပိုင်းကိုဒီအစမြတ်ပါဘုအနေစာဒုက္ခအနတ္တတေဘောဟုတ်တယ်မလားအဲ့ဒီပုံစံနဲ့ရှိလိုက်ရင်ကဲဆိုကြပါစို့ယောဂီခုနလက္ခဏာတွေပါအတန်လည်းပဲပြောမယ်လူစုညနေတယ်လည်းလား A B C ရွတ်ကြည့်ပါလားဒီတဲ့ဒီကို A B C ရွတ်နေတယ်ဒါလူစုညလို့ဟိုအတန်နဲ့တော့သိစီတယ်လေကဲအဲ့ဒီညမှာလည်းရွတ်ချင်တဲ့စိတ်အောင်ရွတ်လိုက်တယ်ပဲအဲ့မှာပထဝီဓာတုအဓိကံပထဝီဓာတုအဓိကံစေတသာဘာဝနာအာဃာဝကရောလူစုညနေဆိုတဲ့ဒီမှာဒီနာမှာလည်းလောင်းနာမှာအချင်းချင်းပထဝီဓာတုထိခိုက်နေတယ်လက်တွေအများကြီးပါအဲ့ဒါကိုလည်းကိုကြည့်ရှင်းလို့အတန်ရောပါတယ်ကိုမျိုးအဲ့ဒီခုနဝဇူညက်ပါဝင်အဲ့ဒါဝဇူညက်ရဲ့ကကလာလောလောကူနဲ့ကလေးတွေပါလို့ရှိမဲ့လောလောကူရွတ်လို့ရရင်ဘာဖြစ်လဲလူတာဘုရားကမြတ်တာပါတကယ်လို့ကျမယုံတော့ကလေးတွေကလည်းဆိုပါတော့ဒါပဲရှိအဲ့ဒီဟာအဲ့ဆက်ဟုတ်လားဘာပြီးဒီလိုဒီပါဝင်စကားပြောတဲ့အခါမှာလည်းပြောတဲ့အခါမှာဖြစ်နေတဲ့ရုပ်ပြီးတော့အဲ့ပရမယုတ်ပြီးအောင်ကြိုးစားပါလို့ဟုတ်လားအဲ့လိုပြောပရမတ္တကဲသဘောပေါက်ပြီဒါဆိုရင်အလက္ခဏာလေးပါပဲဆိုတော့ဥပဇေတတိစာအနိစ္စဟုတ်လားအဲ့တော့ဥပဇေယကဘာလို့ဆိုတော့ဒီယုတ်တည်ရဲ့ဒီဘဝမှာဆက်သက်ဖြစ်တယ်အဲ့ဒါမိခင်ဝန္ဒနာမလဘရည်ဒီရဲ့အခိုင်အမာဖြစ်တဲ့ကမ္မဇာသုံးလို့ရှိတယ်ကမ္မဇာဆိုကာယတက္ကလာဘောဓတက္ကလာနဲ့ဟာရတက္ကလာအဲ့ဒါပြည့်စုံမှုရှိတဲ့အခါမှာရှိတယ်အခုရှိတယ်ကဲဒီဆိုရင်ယုတ်တည်ရဲ့ဘဝမှာတစ်ချက်လုံးဖြစ်နေတဲ့သဘောကိုတန်တရီမပြည့်ခင်ကြည့်နေတဲ့သဘောကိုဇရာပြည့်သွားတဲ့သဘောကိုအနိစ္စတာလို့ခေါ်တယ်။အဲ့တော့အဲ့ဒါကတရားမဟုတ်ဘူး။ခုနရှိတဲ့ကမ္မဋ္ဌာန်းစေတသာဥဒ္ဒအာဇာယုဆိုရုပ်စစ်တွေရှိ။အဲ့ဒီနိဗ္ဗာန်ရုပ်စစ်တွေကသူတို့မှာဥပ္ပကြည့်နေဆိုတဲ့ခဏငယ်တော့ပြည့်ရှိတယ်။ဥပ္ပကာလဖြစ်တဲ့ကာလအဲ့ဒီဖြစ်နေတယ်။ဟုတ်လားဖြစ်တဲ့ကာလကိုဘာလဲဥပ္ပစေအဲ့တန်တရီမပြတ်ခင်ပြီးနေတဲ့ကာလကိုဇရာကပြတ်သွားတဲ့ကာလကိုအနိစ္စတာလို့အဲ့ဒါကိုသူတို့ပြန်ဖြစ်ပြန်ပြီးနေတဲ့သဘောလေးတွေနည်းနည်းအောင်၆ဌာနလိုပဲရှိလို့ဒါဆိုရင်ရုပ်တွေလည်းရှိလို့ရတယ်ရုပ်ကတော့နမလိုပဲဆက်နေမှာပဲသိစီအောင်ဝိပဿနာအနိစ္စဒုက္ခအနတ္တလည်းလည်းတော့လည်းရှိရတယ်သူတို့ရှိဖို့တော့အဲ့ဒါကဒီမှာတော့ဖြစ်တယ်ကဲအဲ့လိုသိစီလိုက်ရင်အာဂတတကလည်းခုနယုတ်လအမောမြင်လာတယ်အာဂတတကိုမြင်မှတော့မြင်လာတယ်ယုတ်ကလတ်တွေကိုချားလို့ရတဲ့သဘောကြားအောင်လို့အကန္တရလို့အမှန်ပဲရှိတယ်။အဲဒါဆိုယုတ်နဲ့ဆက်ရှိတော့ဒီဘောလို့ဒီလိုက်ယုတ်နဲ့ဆက်ရှိပါလို့ရှိမယ်ဆိုအဲ့လိုရှိတော့ဟုတ်တယ်။အဲဒါဆိုရင်ယုတ်နဲ့ဆက်ရှိပါလို့ဟုတ်လားတော့ကဏ္ဍကတော့ဖြစ်ကြောင်းအရေးပဲအဖြစ်ဖြစ်စီသမုဒ္ဒနာတော့ယုတ်တည်းဖြစ်ကြောင်းသမုဒ္ဒနာဖြစ်ဖြစ်စီရှုပါသိသိနိုင်စီရူပိဘောဒီယုတ်တည်းရဲ့ဘုရားအဲ့တော့ပြောနေတာရူပပရိစ္ဆေနဲ့ရပြီလို့ပြောတာရူပပရိက္ခယုတ်ကမ္မန္တလာအဲ့တော့၆ဌာနမှာယောဂီပုဂ္ဂိုလ်ဒီယုတ်စစ်တွေကိုရှုပွားသိသိနိုင်ပြီးယုတ်တုတွေကိုလည်းရှုပွားသိသိနိုင်ပြီဆိုရင်အဲ့ဒါယုတ်ကမ္မန္တအချင်းချင်းပွားလို့ပြောတယ်ကဲအခြေရှိပွားလေးဆိုလို့ရှိမှလည်းမနက်ကပြောခဲ့တဲ့အတိုင်းပေါ့လက်ရှိလေးပါလို့ရှိတယ်ဥပဒေကိုဆက်ရှိနိုင်အဲ့ဒါယုတ်ကမ္မန္တအခြေရှိပွားလေးပြောတော့30ဘောဓမှာပဋိပဒါက30ပါးရှိတဲ့ယုတ်ဒီရှုကြည့်ဒီအချိန်ကျရင်ဆိုကြပါလို့စပယ်ကိုကြည့်လိုက်ရင်ဘာဖြစ်မှာလဲစပယ်ဆိုတာဒီသာဘာကိုအရင်နဲ့ကပ်နေစပယ်အမုံပြီးတော့ဖြစ်နေတော့ဟုတ်လားကဲအဲ့ဒါကိုတက်ခွဲလိုက်ရင်ကာတက်ခွဲလိုက်ရှင်နဲ့ဘောတက်ခွဲလိုက်ရှင်ဇီဝရဏခွဲလိုက်ရှင်နဲ့စေတသာပူဇာအားတက်ခွဲလိုက်ရှင်ကလစီဘယ်လိုကလစီ6မျိုးကလအမျိုးသား6မျိုးရုပ်မျိုးစား54မျိုးရှိ54မျိုးဆိုမျိုးစီလဲမှာတယ်တော့ဒီတက်ကံမျိုးပါဒီဘက်28မျိုးတို့ကဒီမှာခုနကလစီတွေရာရုပ်ကိုပြောလိုက်ရင်သူ့ကိုဘာလို့ခေါ်လဲ54မျိုးလို့ခေါ်တယ်မျက်စိမှာ63မျိုးတွေမျက်စိမှာရှင်းရုပ်လိုက်တယ်ရှင်းရုပ်ပဲရုပ်ရတယ်စေတကကလကာယကလဘာဝကလ
လေးလို့စာဟောင်းလို့ဆိုရင်တော့ဥစ္စာတွေရှိတယ်ယုတ်ကလေးအများကြီးရှိတယ်ခုနဝါယောကတာဥဒေမဝါဒရောဂမဝါဒအပေါ်ဆက်တဲ့တည်းရုပ်ကိုစုံစဲတဲ့ဒါတွေကိုကြည့်မယ်ဆိုတော့လည်းဒီရုပ်တွေတို့တော့သူကတော့ရုပ်ဒီလောက်အများကြီးရှိဘူးသူကကမ္မဇ္ဇကလာထဲမှာဆိုရင်ဇီကမကလာပဲရှိမယ်ပြီးတော့စေတကလာကလာအားရကလာရှိကလာစီ၄မျိုးအရေးပြောတဲ့တော့မျိုးရှိပဲရှိအဲ့ဒီဒီသောတာနာလို့ဝါယောကတာလို့ကဲအားကလာပါတာစေတကဘုရားနာပါလို့လည်းပြောကြတယ်ဒီမှာရုပ်ပဲအဲ့ဒီကလတ်ကြီးပေါင်းစုတယ်အဲ့တော့ဓာတ်ပွဲလိုက်ရင်တော့ကလတ်ကြီးအဲ့ဒီမကြီးတဲ့ကလတ်ကြီးဓာတ်ပွဲလိုက်ရှိတယ်ပဲရှိတယ်သူတို့အချင်းချင်းဖွင့်တိုက်တဲ့အခါနဲ့ဆိုရင်ကိုမျိုးပဲရှိတယ်ဟုတ်နော်အဲ့ဒါကိုအတ္တတတ္တဘုရားနာလို့အဲ့လိုရှိပွားမယ်40ဘုရားနာမှာရှိတယ်လို့ရှိပွားရင်အဲ့ဒါကိုရုပ်ကမ္မဋ္ဌာန်းကျေရှိပွားပြီလို့မကဲတော့အဲ့ဒါတိုင်းတိုင်းရဲ့တော့မရှိဘူးရဒီစီရောက်အကျေဆိုတယ်ဒါပဲဟုတ်ကဲ့လားကဲအဲ့လိုဆိုရင်ခုနပြောပြီးဒီနေရာမှာချုပ်လို့ပြောမယ်ဆိုရင်ဒီ60တဲ့သုံးမျိုးရုပ်ဓာတ်ကိုချုပ်လိုက်ရင်တော့ဖြစ်ပြနေတာပဲဘုရားတိတိရူပဆိုတဲ့ဖြစ်ပြနေတဲ့သဘောကိုအာယုံဒီမှာပဋ္ဌာနာမှာရောက်တဲ့အခါကျရင်ဘာလဲနေစာဒုက္ခအနတ္တအနတ္တနဲ့တည်းနေရှိဘာသာပုဒ်စီပြောခန္ဓာကိုယ်လုံးချုပ်တယ်ဇာတာပဲဇာတာပဲအဲ့လိုဆိုတာကိုရုပ်ကိုပဋ္ဌာနာရှိတယ်လို့ပြောတယ်ဟုတ်ကဲ့နော်အဲ့ကျူမှတ်တော့ကဲအဲ့ဒါဆိုရင်ရူပပရိစ္ဆေဒနဲ့ရပြီရုပ်ကိုပုံတိုင်းမှာပဋ္ဌာန်းစိတ်တယ်ပြီးတဲ့ပရိစ္ဆေဒနဲ့ရူပပရိစ္ဆေဒနဲ့ရပြီအဲ့ဒါဘာဖြစ်လို့တဏ္ဍာထဲမှာပဲပြီးနိုင်တယ်တဏ္ဍာကလာစာယုတ်နံတည်တဲ့နာဆိုယုတ်ကိုတည်တဲ့နာနမရူပပရိစ္ဆေဒနဲ့ဆိုတာအစပဲကဲအဲ့ဒါဆိုယုတ်ကိုတည်ပြီးဆိုနာမ်ကိုယုတ်ကိုပေါ်တဲ့စတဲ့ပြီးလို့ရတယ်ဘယ်လိုရှိမလဲဟုတ်လားတတ်တဲ့ပြောတော့အချင်းလေးကြီးတော့မတချို့လည်းပြန်လို့ပြင်နေတယ်ဟုတ်လားအဲ့တော့နာမ်ကြတော့ခုနကပြောခဲ့ပြီနော်ယုံနဲ့ဆက်ချက်ပါရေပါဖျားပြီးခြေတော်မူတာဖြစ်တယ်ဒီကဲဒီယုတ်တွေကိုအာယုံပြီးမှညာတော့ဖြစ်ပါလေယုတ်တွေအာယုံပြီးမှဒီယုတ်တွေကိုပြီးမှဖြစ်တဲ့နာတရားတွေဆိုတော့ဒီတစ်စက်တည်းပဲရှိယောဂီပုဂ္ဂိုလ်ကတမနာယာကဖြစ်နေဆိုရင်ဘာဖြစ်လို့ဇာဏတရားတွေစတဲ့ရှိတယ်ဆိုကြစို့မိမိအာနာပါနဇာဏရတာအာနာပါနပฏิပါဒနဲ့အာယုပြီးမှပြည့်စုံဝင်တာဇာဏပြီးရင်အဲ့ဒီဇာဏကိုကြည့်ဆိုတာစင်တာလေးဖြစ်နေရှိနော်နည်းနည်းပြောပါမြတ်တော့အင်္ဂလိပ်လိုလည်းဖြစ်တယ်ဘုန်းကြီးသာပါမြင်တော့ဘုံလုံးပြီးပါတယ်နော်အနာပါနဌာနကိုကြည့်တော့ micro process တော့စိတ်မှန်ကစင်တန်းကိုကြည့်နေတယ်ဖြစ်အဲ့ဒါကိုကြည့်ပြရမှာဟုတ်ကဲ့နော်ဘောတော့မသိလို့မတင်သားလို့ရဒီသဘောတော်မသိလို့ရတကယ်တမ်းကဒီ micro process စိတ်စင်တာလေဥပမာဒီအနာပါနပြိပါဒနဲ့အာယုပြီးမှနေရတာလို့အဲ့ဒီလို representation စက်တဲ့တခုလည်းဖြစ်တယ် representation ချက်လိုက်ဒီလိုစင်တာနေအဲ့ဒီမှာအဲ့ဒီပြပါတော့ဆိုရင်ကမနောတော်ဝိဇ္ဇာပိကဝိဇ္ဇာလောဘဒရကုဇံတော်အချိန်များတော့ representation တော်အချိန်များတော့ဒီလိုဖြစ်သူကဘာကိုအာယုနေတဲ့ပြိပါဒနဲ့အာယုနေဟုတ်အဲ့တော့ဇာတ်စစ်မြောက်နေလို့ဆိုရင်အာနာပါနဝိညာဉ်တွေကိုအာယုနေတယ်ဆိုမှဖြစ်မယ်ဒါကမောဇာစိတ်ကိုပရိပါဒနဲ့ကိုအာယုနေတယ်ဒါပြီးမဲ့ဇာတ်စစ်မြောက်ကိုကုသလသမားကြီးအဆင့်ဆိုဒါလည်းပါလေအမောဇာကုသစိတ်ကိုကုသစိတ်စင်တယ်အဲ့ဒါမနောတော်ဝိဇ္ဇာသောတတိလို့ပဲပေါ့ဒါရာယုနေစိတ်ကိုအာယုနဲ့သင်စားတယ်အဲ့ဒါတော့မနောတော်ရာမာကုမနောတော်ရာဇောဝိလို့ဇာတ်စစ်မြောက်သွားတဲ့အနေနဲ့ပရိက္ခဝိဇ္ဇာမနောတော်ဝိဇ္ဇာဒါတော့မိုင်းတော်လို့ခေါ်တာမနောတော်ဝိဇ္ဇာဆိုတော့စိတ်ရုပ်ပဲပေါ့လေဟုတ်ပြီနော်ပြီးရင်ပရိက္ခဝိဇ္ဇာလို့ဝိတ္တရကုအဲ့ဒီမျိုးကိုတော့ပါလေဝိဇ္ဇာဇောလို့ခေါ်တယ်အဲ့ဒါကမောဇာကုစီပြီးပြီဆိုမှပထ
တော့ဒီလိုဖြစ်တယ်ပရိယတ်နဲ့ပြတ်တယ်လို့သွားဘာမတင်မဲနဲ့လို့သွားရှိမှာလို့တင်လိုက်တင်ပြတဲ့ကောင်ကဒီလိုဖြစ်နေတယ်ဆိုတော့လည်းတွေ့လို့ဒါကိုတိပါလို့လည်းတွေ့ချင်းအဲ့ဒါမှာဆန္ဒငါးပါးကိုဒီကိုကိုလည်းနဲ့သိသိရတယ်မသိသိရတယ်သိသိရတယ်ဝိတေအနာပါနာပြဘာကနမေအာယုဘောဓိရဲ့စိတ်ကိုတင်ပြနေတဲ့ကောင်လေးရှိကြည့်သဘောတည်းတည်းပဲဒါပါလေဝိတေပြီးရင်ဝိဇာအခဏခဏသုံးသပ်စီနေတဲ့ကောင်လေးပီတိအနာပါနာပြဘာကအာယုကိုနဲ့တည်းနေတဲ့ကောင်လေးဒုက္ခအနာပါနာပြဘာကအာယုရဲ့ကဆက်တဲ့ခန္ဓာနေတဲ့ကောင်လေးဧကကတာအနာပါနာပြဘာကနမေအာယုကိုလည်းပေါ်စိတ်ချရခြင်းနေတဲ့ကောင်လေးအဲ့ဒါဆန္ဒငါးပါးအဲ့ဒါညာပဲအခုဒီလိုသိစီပါနောက်ဆုံးတော့၅မျိုးဖြစ်တယ်အဲ့ဒါကိုသဘောပေါက်ပြီဆိုရင်ကဲအဲ့မှာ34မျိုးလို့ပြောတာကဲဒီမှာဒီ34မျိုးကရဏစိတ်မှာ34မျိုးအဲ့ဒီ34မျိုးကဘာလဲဆိုရင်ပထမဇန်စိတ်ဒါစိတ်ပေါ့စိတ်တောင်ဇန်နာလက္ခဏာဆိုတာပฏิပါဒနဲ့အာယုကိုသိနေတဲ့တော့သိနေတဲ့တော့စိတ်လို့အဲ့ဒါပထမဇန်စိတ်ပေါ့ဇန်ရှင်းအောင်ပါပြီးပြီဆိုရင်သူနဲ့ရှင်းတဲ့ဖြစ်တဲ့က30တော့ပါလဲဖတ်တာဒီပฏิပါဒနဲ့အာယုလေးပေါ့ဘာလဲတွေ့ကြည့်တော့ရှင်းဖြစ်နေတဲ့တော့ဝေဒနာဒီပฏิပါဒနဲ့အာယုရတာကိုဆက်experiencing the objects နော်ဒီအနာပါနာပြပါကမိတ်အာယုနဲ့တွေ့ကြည့်နေတဲ့တော့အာယုရတာခံစားနေတဲ့တော့ဝေဒနာလို့ပေါ့အဲနာဝဝေဒနာလို့ပေါ့ပဲအမြဲတမ်းဝေဒနာရှိတယ်ပထမဇာမှာသဘောနတဝေဒနာကိုဘုသုဒ္ဓဇာမှာသဗ္ဗဝေဒနာလည်းပေါ့တတိယဇာသဘောနတဝေဒနာလို့ပြောဟုတ်ပြီနော်ကဲအဲ့ဒါဝေဒနာလို့ပေါ့ပြီးတော့တင်ညာအနာပါနာပြပါကနဲ့အယမှတ်သားနေတဲ့ပေါ့လေကဲအဲ့ဒီပုံစံအတိုင်းဒီလိုရှိပါအဲ့မှာတတိလည်းပါတယ်တတိအနာပါနာပြပါကနဲ့အယကိုမှတ်ရတယ်ပေါ့လေပညာလည်းပါတယ်ဆိုတာအာနာပါနာပြပါကနဲ့အယကိုထိုးထွင်းသိနေတဲ့သဘောလေးအဲ့ဒါကအဲ့ဒါဒီမှာနားလို့တာအဲ့လို့ရအောင်နာမကမ္မထာနာအဲ့တော့အကုန်လုံးကဘာလို့နဲ့ဝါရီလို့ပြောတာအကုန်လုံးအစိုးနော်လူတွေတော့ဒီနဲ့လုံးတာအဲ့မှာစိတ်တွေကိုလည်းမရှိရဘူးသူတို့သက်ဆိုင်လက္ခဏာတွေအမြင်ပြီးရှိတော့ဘတ်တော်ကနာလက္ခဏာပညာသစ္စာနာလက္ခဏာတတိပဒနာလက္ခဏာပညာယထာသောပိဝရလက္ခဏာဒီမှာပဲသင်ပြီးရှိတာပဲအဲ့လိုပညာစိတ်တွေရှိနေတာကိုပါလေနာမ်ကိုပညာစိတ်တွေရှိတယ်အဲ့ဒါဘောပေါက်နော်အဲ့ဒီမှာကြည့်အဲ့ဒီ34မျိုးကိုပြောပြညပထမဇန်စိတ်မှာ34မျိုးအဲ့ဒီ34မျိုးမှာအသိစိတ်ကလည်းပထမဇန်ဆိုရင်ပထမဇန်စိတ်ဒုတိယဇန်ဆိုရင်ဒုတိယဇန်စိတ်တတိယဇန်ဆိုရင်တတိယဇန်စိတ်သုဒ္ဓဇန်ဆိုရင်သုဒ္ဓဇန်စိတ်ဒါသမထဇန်ကြီးရတယ်ပြောတယ်အဲ့ဒီဇန်စိတ်နဲ့ရှင်တွဲပြီးဖြစ်နေတဲ့စိတ်ကပါလေခန္ဓာဝေဒနာပညာစသဖြင့်အညာသမထတဲ့စိတ်ပါမယ်ပြီးတော့သောနာတာနာတဲ့စိတ်ပါပညာကြီးအနာပါနာပြပကံနဲ့လည်းဖန်ပေါက်ပြီးနေတဲ့ဘုရားပညာလို့ပြောတယ်ဟုတ်ကဲ့နော်အနာပါနာပြပကံနဲ့အယုံမှတ်ရတဲ့ဘုရားတတိလို့အဲ့မှာပေါ့အဲ့လိုခွဲခြားစိတ်ရရှိနေတာကိုနာမ်ကို analyze လုပ်တယ်လို့ designing နာမလို့လည်းပေါ့အဲ့တော့ပြောချင်တာကနာမ်ကိုခွဲခြားစိတ်ရရှိနေတယ်နာမပရိစ္ဆေတာရူနာမပရိက္ခာနာမ်ကိုရှုပါသိရှိနေတယ်လို့လည်းပေါ့ဟုတ်ကဲ့နော်အဲ့ဒီနေရာမှာပြောပြမယ်တတိပ္ပံလို့ပြောတယ်အဲ့ဒီ34လုံးထဲမှာအကျဉ်းတော်ရင်စိတ်နဲ့စိတ်ယောဂီပုဂ္ဂိုလ်ဟာအဲ့ဒီမှာဝေဒနာလေးကရှိရတာပြောမယ်ဆိုဝေဒနာဆက်ရှိရတယ်။သမဏတာဝေဒနာကဆက်ရှိပြီးမှဝေဒနာလုံးနဲ့ရှိတော့